ကဲ့မိုင်မင်္ဂလာပါမဒီစပင်းအခုဘာလေးလုပ်ချင်တယ်မ ကောက်ရှင်လားဒါလေးညက်ပြီးတော့ ဒီလောဆယ်အရင်ကဒါတစ်နှစ်ကျော်လောက်ကောက်ထားတဲ့စပင်းပေါ့နော်အဲ့ဆိုဒါလေးကိုတို့ညှက်လိုက်ပါဦးအောင်ညှက်ပြီးတော့ဟိုမှာကာလာကိုဆုံးပါလား စုံမယ် ကာလာအခုနည်းနည်းတောက်ပါလား ဟုတ်ကဲ့ နည်းနည်းတောက်ပြီးတော့အဲ့ဆိုတို့ဒီပခုံးကြံလောက်လေးတောက်လိုက်မယ်ဖောင်းဖောင်းလေးပေါ့မှာအပေါ်စပင်းကလည်းနည်းနည်းပေါ်မှာဘောလူကတိတ်မရှိတော့ဘူးလေနော်စပင်းကအပေါ်အနာကောင်းတယ်ဒါလေးနည်းနည်းပွားနေဆန်သားလေးဖြစ်တော့လေဒါလေးကိုတို့လိုရတဲ့ပြင်မှန်နေတဲ့တက်ချက်ပြီးမယ်နော်ဒါနည်းနည်းအိလေးဖြစ်သွား ဟုတ်ကဲ့ပါ အဲ့ဒါဒီလောက်အတင်လေးလောက်လေးကောက်ပြီးမယ်ဒီပေါ်လေးလည်းနည်းနည်းပြောင်းလိုက်မလားစမရတော့ပုံမှန်တိုင်းပဲချပါ ချမယ် စမရတော့ချမှာဆိုဒီနားလေးကောက်တာပုံမှန်လေးပြောင်းလိုက်မယ်နော် ဟုတ်ကဲ့ပါ အဲ့ဆိုကိုယ်သက်ဆိုင်ပြောင်းလိုက်မယ်နော်ဒီလိုဒီမှာ မိုးစပွင့်များလို့ရေတွေဆူရွှဲရင်တွေပါတွေတုံအောင်ပတ်ကြတယ်အမုတ်ရှိဘူးအဖြူစင်စုံရင်ခုန်တန်းစင်တွေဖြစ်ကြအောင်နဲ့အဟောင်းတွေဖြစ်ရင်ခုန်တဲ့အသက်ပြန်လဲပြင်ဆင်ထားကြတော့ခွေဒီနေ့တဲ့ထဲမှာပြောစရာတွေပဲတကြမ်းတဲ့ချင်းလေးနဲ့ကမယ်ဒီတဲ့ချမ်း